ဒီကဘာပေါ်မှာခမည်းမှာပိုက်ဆံဘလောက်ပဲရှိရှိဘလောက်ပဲအာနာရှိလုံးဝချီးချခွင့်မရှိတဲ့နေရာတွေရှိတယ်ဆိုတာသိပါသလားတစ်မြောက်စင်တီနယ်ကျွန်း North Sentinel Island အိန္ဒိယသမုဒ္ဒရာတွေကဒီကျွန်းမှာနေထိုင်တဲ့မျိုးနွယ်စုတွေဟာပင်ပကဘာနဲ့လုံးဝအဆက်အသွယ်မလုပ်ပဲလာသမျှလူကိုများနဲ့ပစ်တက်လေးရှိပါတယ်အိန္ဒိယအစိုးရကလည်းသူတို့ရဲ့နေထိုင်မှုကိုမနှောင့်ယှက်ဖို့ဒီကျွန်းကိုတားမြစ်နေမည်အဖြစ်သတ်မှတ်ထားပါတယ်နှစ်မွေကျွန်းဘရာဇီးနိုင်ငံကဒီကျွန်းမှာတော့ကမ္ဘာအစိတ်အပြင်းဆုံးမွေတွေဟာတမီတာပတ်လဲမှာ9,000လုံးလောက်အဖြစ်ရှိနေပါတယ်လူတယောက်ခြေချလိုက်ကနေမွေကြိုက်ခံရဖို့တေးကြတဲ့လောက်ရှိလို့စစ်တပ်ကလွဲပြီးဘယ်သူမှတွားခွင့်မရှိပါဘူး၃မျိုးစေ့ပန် Svalbard Global Seed Vault နော်ဝေနိုင်ငံကရေခဲတောင်ကြီးထဲမှာတည်ဆောက်ထားတဲ့ဒီနေရာဟာကမ္ဘာပက်ခဲ့ရင်လူသားတွေဖျန်ရှင်းတနိုင်ဖို့ကမ္ဘာတဝန်းကမျိုးစေ့တွေကိုသိမ်းဆည်းထားတာပါတာမန်လူတွေဝင်ခွင့်မရှိပဲအလွန်တင်းကျပ်တဲ့လုံခြုံရေးတွေထားရှိပါတယ်၄ Vatican လှုပ်ဝက်မတန်းတိုက် Vatican Apostolic Archive ကက်သလစ်အသင်းတော်ရဲ့နှစ်ပေါင်းထောင်ချီတဲ့လှုပ်ဝက်ချက်တွေမှတ်တမ်းတွေကိုသိမ်းထားတဲ့နေရာပါသိပ္ပံပညာရှင်တချို့ကသာကန့်သက်ချက်နဲ့ပေးဝင်ပြီးတာမန်လူတွေအတွက်တော့တာဟာထာဝရတားမြစ်နေမည်ပါပဲ၅ပိုးဘေဂလီယာကျွန်း Poveglia Island Italy တချင်းကပလက်ယောဂတဲ့တွေကိုတီးတန့်ခွဲထားတဲ့ကျွန်းဖြစ်ပြီးလူပေါင်းအသိန်းခွဲကျော်သေဆုံးခဲ့တဲ့နေရာပါတရဲ6တယ်လို့နာမည်ကြီးသလိုအီတလီအစိုးရကလည်းဒီကျွန်းကိုလူသွားခွင့်ပိတ်ပင်ထားပါတယ်ကဲခမရလို့ရောဒီနေရာတွေထဲကတနေရာကိုခိုးဝင်ခွင့်ရမယ်ဆိုရင်ဘယ်နေရာကိုရွေးမလဲဒါမှမဟုတ်ဘယ်နေရာကအကြောက်ဆုံးလဲ